ဒါလေးဖြတ်မယ်ဗျာနော်အစအဆုံးဖြတ်ပြပေးမယ်နော်အစအဆုံးဖြတ်ပြပေးမှာနော်ဒီမှာအသက်ဆန်းနော်အသက်ဆန်းကာလာဆွဲပေါ့ဗျာနော်အဲ့တော့ဒီမှာလည်းမန်းပေါ့နော်အဲ့တော့ဒီမှာဒီတစ်ချက်တော့နည်းနည်းလေးစိုးရိမ်နေဒီမှာနာတစ်ချက်ပါနာနော်အဖုံးကတော့ပါလေးမပြတော့နော်အဲ့တော့ဒီမှာဒါမျိုးပတ်တာပေါ့နော်အဲ့တော့ဒီမှာတော့နည်းနည်းလေးရော့တယ်ဒီအပေါ်ပတ်သွားတာနော်အဓိကတော့အဲ့ဒီအနာပြဿနာနည်းနည်းရှိတယ်မဟုတ်ရင်တော့ဒီ UAE ကြီးတာပေါ့နော်အဲ့တော့ဝယ်ရစီအသက်ဆန်းနော်ဝယ်ရစီပြောမယ်နော်အသက်ဆန်းကာလာဆွဲနော်မောတော့မော်စီစာကြောက်ပါမော်စီစာကြောက်ပါနော်အဲ့တော့ကျွန်တော်မိတ်ဆွေများကြည့်အောင်ဒီမှာနော်ဒီမှာအမြုပ်လေးပါတာတော့တစ်ချက်စိုးတယ်ဒီမှာနော်အမြုပ်လေးတွေတော့ပါတယ်ဒီမှာအမြုပ်ပါတယ်အသားတော့အသက်ဆန်းဆွဲပါပဲနော်ကဲဒီမှာဓာတ်မီနဲ့ထောက်ကြည့်တဲ့အနေထားမှာတော့ဒီမှာတော့စိမ့်နေတာပေါ့ဗျာဒီမှာနည်းနည်းတော့လန့်စိမ့်နေနော်အကြီးပေါ်ထိုးတာဟုတ်နော်အကြီးပေါ်ထိုးတော့စိမ့်နေတာပေါ့နော်ကဲလေးက90လောက်ကြာတာသိန်း90လောက်ကြာထားတာအဲ့တော့ဒီနာလေးတော့နည်းနည်းပြဿနာရှိတယ်အဲ့ဒါမပိုင်တော့ပြဿနာမရှိဘူးပေါ့ဗျာဒီနာလေးမဝင်ပါသေးနဲ့ဆူတော့အောင်ပါပဲလောလောဆယ်ဆယ်တော့သွားတဲ့လက္ခဏာတော့ဒီမှာတော့အောက်ဒီတော့တိတ်မတွေ့ရဘူးเนาะအဲ့ဒါလေးနဲ့သိကျင်တယ်ဗျာကျွန်တော်ကเนาะအနာသားမသွားတော့သိကျင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာဒီမှာခဲတံပြောက်သွားခဲတံโอเคအဲ့တော့ကျွန်တော် weight shot မယ်ဗျာเนาะဒီမှာကျူကဒါမျိုးပဲပတ်တာဆိုတော့ဒီဘက်ပေါ့เนาะဒီဘက် weight shot မယ်เนาะဒီဘက် weight in shot မယ်ဗျာเนาะweight shot ပြီးမှကျန်တဲ့နဲ့ဆက်ကြည့်မယ်ဗျာเนาะ weight shot ပြီးမှကျန်တဲ့နဲ့ဆက်ကြည့်မယ်เนาะโอเคကြည့်မယ်ဗျာเนาะအသားတန်းလေးလည်းနဲ့ကြည့်ရတာပါအသားတန်းတော့ကောင်းပါတယ်ဒီမှာလည်းဝင်နေတာဆိုတော့เนาะအသားတန်းလေးတော့တစ်ချက်ကြည့်အောင်အသားတန်းတော့ကောင်းပြီးသားပဲเนาะအကာเนาะအသားတန်းတော့ကောင်းပြီးသားပါအခွန်တော့နည်းနည်းလေးထူတယ်ပေါ့เนาะဒီမှာเนาะဟောအသားတန်းတော့ကောင်းပြီးသားပဲကျွန်တော်ပြောစင်မှာဟုတ်တယ်မလားအသားတန်းတော့ပြောစရာမလိုဒီမှာအရေးမရှိဘူးတွေ့လားဒီဘက်ကထိုးလို့စိမ့်တာเนาะသူမန်းရှိသလောက်ပဲသွားမှာပေါ့เนาะဒီမှာအဲ့တော့ဒီမှာပေါက်နေပြီเนาะကဲအဲ့တော့ကျွန်တော်တို့အပွင့်နေထားရမရရင်เนาะဘယ်လိုနေထားနဲ့ကျွန်တော်တို့သွားမလဲပေါ့เนาะဒီမှာတော့ဒီမှာကျွန်တော်မျိုးစီမှာဒီမှာကြည့်ဒီမှာကာလာလေးတွေ့လားဒီမှာတေးသေးလေးကျိုးပုံစံမျိုးလေးသွားတာတွေ့လားတေးသေးကာလာလေးတွေ့တယ်ဟာလာကြည့်မယ်ဗျာเนาะအဲ့တော့350เนาะကျွန်တော်တင်တန်းသားတွေရဲ့ကြောက်ပါเนาะကျွန်တော်ကြောက်မဟုတ်ဘူးကျွန်တော်ကြောက်မဟုတ်ဘူးเนาะတင်တန်းသား fighter တွေရဲ့ကြောက်เนาะမနေ့ခင်းကြောက်ဝိုင်းသွားပြီမနေ့ခင်းဝိုင်းသွားပြီးတော့မှဒီနေ့မှဝယ်ထားတာเนาะကဲအဲ့အနေထားလေးဖြုံးမယ်တော့အနာသွားလာသိကျင်လို့ဒီနာအကျူဖြတ်မှာเนาะတော့ကြည့်အောင်အနာသွားလာလေးကျွန်တော်သိကျင်တာပဲเนาะအနာသွားလေးကြည့်အောင်တစ်ချက်အနာနေရဒီမှာသွားတော့သွားတယ်เนาะဒီမှာတွေ့လားเนาะဟာအဲ့ဒါဒုက္ခပဲနည်းနည်းစဉ်းစားကြတော့ကဲအဲ့တော့တပားချင်းသွားတော့မယ်ဗျာနော်တပားချင်းသွားမယ်ကဲစပြီအခွန်ဘာအရင်တော့ပြီနော်ဈေးကနည်းနည်းများဆိုတော့သတိထားရတော့မယ်နော်ကဲအခွန်ဘာအရင်ရှက်ပြီဗျာနော်အခွန်ဘာအရင်ရှက်ပြီကဲခွန်ခွာမယ်ဗျာခွာပြီနော်အခွန်တော့ခွာလိုက်ပြီနော်အဲ့တော့အခွန်ခွာလိုက်ပြီဗျာကြောက်သားအနေထားလေးကြည့်အောင်အကြီးကြီးတော့လာမပါနဲ့ပေါ့နော်ပိုင်တာအောင်ဝင်လိမ့်မယ်နော်ကဲကွာကာလာကြီးလားမသိဘူးနော်အဆန်တော့ပါတယ်ဒီမှာတော့မရှိဘူးဒီမှာတော့ကာလာငွေ့ငွေ့လေးပါတယ်လို့ပဲနော်ကဲဗျာကာလာလေးလန့်မှုတ်ရင်တော့ပိုကောင်းတာပေါ့အဆန်မြုပ်တော့ပါတယ်အသားဆန်းနေအဆန်မြုပ်တော့ပါနေတယ်အနာအကြီးကတော့မရှိပါဘူးနော်အဲ့တော့အကြီးကဒါမျိုးပဲသွားတာပါနော်ကဲအကြီးလည်းမရှိဘူးဆိုတော့အစီလည်းမရှိတာတေချာသွားပြီနော်တေချာသွားပြီဆိုရင်တော့ကျွန်တော်အောက်ကျောကနေလိုက်တော့မယ်ဗျာနော်ဒီနာအမှန်ပြောရင်တော့ကျွန်တော်တေချာမကြည့်ဘဲနဲ့မလုပ်ရဲဘူးနော်ကဲနောက်တစ်ဆင့်သွားမယ်တစ်ဆင့်ချင်းသွားအောင်နော်နောက်တစ်ဆင့်ဆက်ဆွဲမယ်နော်အပီးဖြတ်မှာကျွန်တော်အပီးဖြတ်ပြပေးပါနော်အပီးဖြတ်မှာဒါလည်းအခွန်ပဲသွားမှာနော်အဲ့တော့ဒါဆိုရင်ဒီသူ့ရဲ့အသွားလာကျွန်တော်မြင်ရပြီဆိုရင်တော့ဒီနာဖြတ်တင်ဖြတ်မယ်ဒီဘက်ကတော့ဂျိုင်းဖြစ်နေလို့နောက်ဆုံးဒီနာထိပြန်ကန့်ရမှာအဲ့လိုဖြစ်နေလို့နော်အဲ့တော့ဒီခွန်ဆက်ခွာမယ်350ကနည်းနည်းနီးလာပြီနော်350ကနည်းနည်းလေးတဖြည်းဖြည်းချင်းနီးလာပြီဟာငါလူကအနာဟောငါလူကဒီဘက်နည်းနည်းလေးမရောက်လိုက်ခဲဟာဒီအထက်တစ်ချက်ပါလာရရင်တွေ့လား
ဒီမှာထပ်ချက်တွေ့လာကြပြီတွေ့လားဒီထက်ကဘယ်ကိုသွားဒီထက်ကဘယ်ကိုသွားတာလဲဟာထက်တင်နဲ့များလာပြီနော်ထက်တင်နဲ့များလာပြီကဲပါညလာရှိအိမ်မများပါနဲ့နော်ညလာရှိအိမ်မများရဆိုတော့ကဲဒီထိတ်ဖြတ်မယ်ကဲညလာရှိအိမ်မများတော့ဒီထိတ်ဖြတ်မယ်ဖြတ်ပြီးရင်ဒီအသားကတ်မယ်ကတ်ပြီးရင်ဆက်ပြီးတော့စော်တာပေါ့နော်ထိတ်ဖြတ်လိုက်ပြီဗျာကဲအစီကြည့်အောင်နော်ဒီပေါ့နော်ကြည့်အောင်ဒီဘက်မှာလည်းမတွေ့သေးဘူးဗျဒီမှာထိတ်လေးမှာပဲရှိသေးတယ်ဒီမှာတွေ့လားဒီမှာပဲရှိသေးတယ်နော်ဒီကနေပြီးတော့ဓာတ်မှုပတ်တာတော့တေချာသွားပြီကဲဒီကတော့တကယ်စော်ပြီတကယ်စော်ပြီနော်တကယ်စော်ပြီကဲဒီမှာကပ်ဖြတ်ပြီနော်ဒီဘက်ကိုစောင်းပါဒီဘက်ကိုစောင်းပါနော်ဒီဘက်ကိုစောင်းတာဆိုတော့တကယ်တမ်းပြောရင်ဒီထိတောင်စောင်းလို့ရတယ်ဒီလောက်ထိစောင်းလို့ရတယ်နော်ဒီလောက်ထိစောင်းလို့ရတယ်နော်အဲ့ဒါဆိုရင်တော်တော်လေးမြင်ရပြီဗျာကဲပြောလို့ကဲဟာမပြတော့ဘူးစင်ကိုမရဘူးဖြစ်နေတဲ့ကြောက်ကကောရတော့ဝင်စားနေနေရတယ်ဆိုရင်တော့ရပါတယ်အပွင့်ဒူးပါပဲငါညီကဲကျွန်တော်တို့ရှင်ပါဒီမှာမန်ဟုတ်တယ်နော်အဲ့မန်ကိုကြည့်ပြီဗျာအဲ့မန်ကိုကြည့်ပြီအဲ့မန်ဘယ်ထိပွင့်မလဲဗျာဟာမပြတော့ဘူးလို့မရသေးဘူးနော်ဟာမပြတော့ဘူးလို့မရသေးဘူးဒီမဲ့ငိုတော့ငိုခြင်းလားနည်းနည်းလေးကောက်ရော့ဆိုပေမဲ့တကောက်ရော့ကြီးပေါ့ဗျာနော်ဒီကနေဒါမျိုးပတ်တာဆိုတော့ကောက်ရော့ကြီးပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်မြင်နေရတဲ့အနာကနော်အဲ့မြင်နေရတဲ့အနာကဒီဘက်ပတ်သွားတာကတော်တော်လေးကန်ကောင်းတာဗျာဒီမှာတွေ့လားနော်ဒီမှာတွေ့လားဒီအနာကဒီဘက်ကိုပတ်သွားတာတော်တော်ကန်ကောင်းသွားတယ်ဒီမှာနော်ဟိုတိုင်းလေးဖြန့်တော့ဒုက္ခပဲကြောက်က350လောက်ကြာထားတဲ့ကြောက်ကဒီမှာနာတွေ့လားအဲ့ကြတော့ဘာမှမစင်သားတော့နော်နာတွေ့သွားတယ်ဟုတ်တယ်မလားအဲ့အနာလိုက်ချောင်းတာလေးကျွန်တော်ဒီမှာအနာကဒီမှာဒါမျိုးသွားတယ်ပြီးတော့ဒါမျိုးပတ်တယ်ဒီမှာအနာသွားတယ်နော်အဲ့တော့အနာကဒီမှာအေးဆေးဖြစ်သွားတယ်နော်ဒီမှာအဲ့တော့ဒီအနာဒီမှာအဲ့တော့အနာနှစ်ချက်ပေါ့နော်အဲ့တော့ဒီဘက်မှာသွားတယ်အဲ့တော့ဒီမှာကဲအဲ့နာကြီးအဲ့ဘက်သွားတာကိုတော်တော်ကန်ကောင်းသွားတယ်ဗျဒီကြောက်ကကျွန်တော်အမြင်ရဆိုရင်အတွင်းကောင်းရမှပိုကောင်းပါဝယ်စည်းများလားဆိုတော့အောင်ရင်တော့မများပါဘူးဒီနာတစ်ချက်အန်ရရှိတာလေဒါပေမဲ့ခုနာကဒီဘက်ကိုပတ်သွားတာတအားကောင်းလားကြောက်ကနော်တအားကောင်းလားနော်အဲ့တော့ဒီဘက်ပတ်သွားတဲ့အတွက်ကြောင့်ကျွန်တော်အမြင်လေးဟောက်ကြောက်ကအတွင်းကောင်းရဖို့များသွားပြီအတွင်းကောင်းကဘာကြောင့်ရနိုင်လဲဆိုတော့ဒီမှာအသားဆန်းလို့နော်အသားဆန်းလို့အတွင်းကောင်းရသွားရင်နော်ဒီမှာဒီအောက်ကဟာဒီမှာကျွန်တော်ဒီနှာဆေးနေလို့ရနော်ဒီမှာနော်ဒီမှာကျိုးတွေ့လားဒီမှာကျွန်တော်ခုနပြတယ်ဒီမှာကာလာလေးတွေ့တယ်ဆိုတာတွေ့လားဒီနှစ်ကြောကတော်တော်လေးကောင်းတာဒီမှာဒီနှစ်ကြောကတခြားနေရာနဲ့မတူဘူးအဲ့တော့ဒီနှစ်ထပ်လေးဆွဲခုတ်လိုက်တာနဲ့နော်ဒီနှစ်ထပ်လေးဆွဲခုတ်လိုက်ရင်ဒီဘက်အကျော်နဲ့ဒီမှာဒီဘက်ကအပွင့်ကအတွင်းကောင်းရသွားနိုင်တယ်ဒီကြောက်ကအတွင်းကောင်းရရင်တော့တန်သွားနိုင်တယ်နော်အတွင်းကောင်းရရင်တအားပြဿနာမရှိခေါင်းကောင်းတိုင်းဆိုနည်းနည်းလေးအန်ရရှိတယ်နော်ကဲကျွန်တော်ပြောရှင်မှာ main နဲ့ဖြတ်မှာဗျနော်ကဲ main နဲ့ဖြတ်မှာဆိုတော့နော်ကဲကျွန်တော် channel လေးကိုကျွန်တော်ပြောရှင်ပြပေးမယ်ဗျနော် main နဲ့ကြတော့ဒီဘက်ကဖြတ် main နဲ့ကြသွားတယ်နော်အဲ့တော့ဒီမှာနှစ်ထပ်တိုင်းအနာတိုင်းသွားမှာပဲဗျာကဲနာမှာဆိုလို့6လက်မနဲ့ဖြတ်ပြီဗျာဟာအရေးကြီးမြင်လိုက်တယ်လို့ပဲအရေးကြီးမြင်လိုက်တယ်လို့ပဲအရေးကြီးမြင်လိုက်တယ်လို့ပဲနော်ကဲကျွန်တော်ပြစီမှာဒီမှာအရေးကြီးတွေးလိုက်လို့လေဒီမှာတွေ့လားတွေ့လားတွေ့လားအနာနည်းလေးပါနော်ခဲနည်းနည်းလေးပဲလွဲသွားတယ်နော်ကျွန်တော်လည်းစောင့်နေတယ်လားညီလေးတင်ဝင်းအောင်ဟုတ်လားဒီမှာနော်အဲ့တော့ဒီမှာတော့နည်းနည်းလေးကြံသွားတယ်အနာနော်နေထလေးနည်းနည်းကြံပဲထင်တယ်နော်ကဲကြည့်မယ်ဗျာလာကြည့်လာကြည့်ညွတ်မဲရမယ်နော်ကဲဘာမှပြောမနေနဲ့နော်
ဟုတ်တယ်ငါကြီးနည်းနည်းလေးအပူအေးမများလို့နောက်ဆေးသွားโอเคဆွဲပြီဗျာဆွဲပြီကွာကဲအကြီးဗျနော်အကြီးဗျနော်ဒီဘက်ကဘာတွေရှိသေးတယ်ဒီမှာနက်ပေါက်ဘာတွေရှိသေးတယ်ဒီဘက်ကတော့မလာတော့ပါဘူးကာလာပဲကြံတော့တာနော်ကဲမလာရဝဲပြီဗျာဒီဘက်ကိုကြည့်အောင်ဟာပြတော့ဘူးညီလေးနိုင်တို့အရင်ဟာလေးပွဲတိုက်ခံဖို့အေးရတာလည်းမေ့နေတာကွာအဲ့ဒါလည်းမေ့နေတာငါညီလေးနော်မဟုတ်လည်းမပစံပေါ်တာပဲငါညီနိုင်တို့ရနော်ကြောက်တင်အောင်လာပဲဘာတိုက်နေမှာနော်ကဲဒီမှာအတွင်းကောင်းတော့ရပြီအတွင်းကောင်းရမလားအပြင်ကောင်းရမလားဆိုတော့အတွင်းကောင်းရဖို့တော့တော်တော်လေးနီးစပ်သွားပြီနော်ကဲအဲ့တော့ကျွန်တော်မိတ်ဆွေတွေအဲ့တော့ကြောက်ရဲ့အသွားလာလေးတွေမြင်ရပြီဆိုတော့ကျွန်တော်အတွင်းကနေဘလို့သွားမလဲဆိုတာကြည့်အောင်နော်ဘလို့သွားမလဲကြည့်အောင်သူကပုံမှန်တော့ဒီမှာသူ့ရဲ့ site ကဒါမျိုးသွားပြီဒီဘက်ကောင်းရမယ်ဆိုရင်ဒါပဲဒီမဲ့ခေါင်းကျော်ကဒါမျိုးသွားမှာနော်ဒီဘက်ကောင်းရရင်တော့ပိုအားတာမှာနော်အဲ့တော့အားတာမယ်ဆိုတော့ကျွန်တော်တို့ကဒါမျိုးအသားဆန်းနေဆိုရင်ကျွန်တော်တို့ကဒုကနော်သူ့ရဲ့ဒုစာလောက်ချိန်ထည့်လို့ရတာပေါ့နော်ဒီမှာနော်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီဘာမှလုပ်မနေနဲ့နော်အဲ့တော့ကျွန်တော်ဒုချန်တော့မယ်ဒုချိန်ဖြတ်တော့မယ်သူ့ရဲ့အသားတန်းဆင်းကဘယ်လောက်ထိသူအသားကိုလက်ခံမလဲအထက်ခံမလဲပေါ့နော်ဘယ်လောက်အသားကိုဘယ်လောက်အထိအထက်ခံမလဲဆိုတော့ကျွန်တော်စဉ်းစားမှာဆိုတော့ကဲအဲ့ကျွန်တော်နည်းနည်းလေးခြံပြီးဖြတ်လိုက်မယ်နော်ဒီတိုင်းဆွဲပြီးနှုတ်ကြည့်လိုက်နော်ပြီးမှတွင်းကောင်းလှမလားအပြင်ကောင်းပဲလှမလားနော်ကျွန်တော်တော့အတွင်းကောင်းရရင်ပိုကြိုက်တယ်နော်ကဲအသားနှုတ်ပြီဗျာဝင်းစည်းက50နီး50လောက်ကျတယ်လို့ပြောတာပဲနားတောင်ဥသွားတယ်ဘာကြောင့်လဲမသိညီလေးတင်မင်းအောင်တင်ဝင်အောင်လာခဲ့လိုက်ငါကြီးဆွဲပြီကွာကန်သေးဘူးဗျကြောက်သားတော့တယ်မနော်ကြောက်သားတော့ကြည့်လိုက်တော့တယ်မနော်ကြောက်သားတော့မိုက်တယ်ဒီမှာကျွန်တော်မေ့စီမှာနော်ဒီမှာကြောက်သားမိုက်တယ်နော်ဒီနားလေးကျွန်တော်ပြမယ်ဒီမှာကျွန်တော်လက်ညှို့ဒီမှာလက်မရဲ့ထိတ်ကြည့်ဒီမှာတွေ့လားအဲ့မှာကြောက်သားလန်ထွက်နေရပဲနော်ဒီမှာနော်အမရှင်းအရှင်းဆုံးနေရပဲအဲ့နာကျန်တာအဆန်လေးတွေပါအဲ့မှာအရှင်းဆုံးနေရပဲနော်အဲ့လိုကြောက်သားမျိုးထဲမှာဆွဲရမှာဒီမှာလုံးဆက်ကျွန်တော်ခွာလိုက်တဲ့နေရာမှာဘယ်လိုနေထားရှိရင်ကြည့်အောင်ဟာဒီနာဘယ်ပြန်ပါလာပြန်လားဖေဒီနာဘယ်ဘလူးလာတော့လို့တော်သေးတာပေါ့ဒီဘက်ဆောင်းသွားလို့ဟာအနေရီများလာပြီလားကြောက်တစားထွက်ဖို့တော်တော်ခဲနေတာပါလားနော်ကျွန်တော်မေ့စင်မှာအမှအနားဆက်ပါနေတွေ့လားပါပြီဒီတော့ဗျာစောင်းသွားလို့တော်သေးတာပေါ့ကဲဒီမှာနော်ဒီမှာအရွယ်တစ်ခုတော့ရနေပြီအရွယ်တစ်ခုတော့ရှိနေအဲ့တော့ကြက်တဲ့ဘက်ခေါင်းလာဗျာနော်ကဲရှင်ဆိုင်ရုံပဲရှိတော့တာပေါ့နော်ကဲအဲ့တော့ကျွန်တော်ဒီဟာလေးဖြတ်မယ်ဗျာဒါပါနော်နည်းနည်းလေးပါပါလေးပါနော်နည်းနည်းလေးထူသွားတယ်နော်အဲ့တော့ဒူလေးနည်းနည်းလေးပြောင်းမယ်ဗျာကဲဒါဆိုရတယ်နော်ဒါဆိုရင်ဒီခွန်လဲပြောင်းအနာလဲနည်းနည်းလေးကြံပါနော်အဲ့ဒါဆိုရင်ဒီဘက်ခေါင်းရဲ့အဖြေထွက်ပြီအဲ့ဘက်ခေါင်းအဖြေလေးတော့လှန့်ကန်ဖို့များနေပြီကန်ကွာခွန်ဆက်ကထူးကြည့်နေတာပေါ့နော်မော်စီသားအခွန်ကအဲ့လိုပဲထူတာဒီမှာမစိုးတော့ဘူးအထက်ကဒီမှာအနေထက်လေးရတယ်မှာဘေးရောက်သွားပြီနော်အနေထက်လေးဘေးရောက်သွားပြီဆိုတော့ကဲနောက်ထပ်ခက်နီးဖြတ်လိုက်တော့မယ်ကျွန်တော်ခက်နီးပေါ့နော်အစီနာကိုကတ်ပြီးတော့ခက်နီးဖြတ်လိုက်တော့ဒီလောက်ပေါ့နော်ဒီလောက်ဖြတ်လိုက်တော့နော်ဒါဖြတ်လိုက်တော့ပြီးတဲ့မှာချုပ်ပြီကွာကဲဒါတော့မှမကွာသေးဘူးဆိုရင်တော့မဟုတ်တော့ဘူးနော်ဒါတော့မှဒီမှာလင်းအားဒါတော့မှဒီမှာနည်းနည်းလေးပဲရှိသေးတယ်နော်တော်တော်လွဲနေသေးတယ်ဗျနော်ကြောက်ကနောက်ဆုံးတော့လဲကြောက်တုံးတနတ်မှန်လို့ဒီတိုင်းပဲသွားတော့မှထင်တယ်နော်နောက်ဆုံးတော့ကြောက်တုံးတနတ်မှန်ဒီတိုင်းသွားတော့မှထင်တယ်တဲ့ကဲအဲ့တော့ဒီထိတ်လေးက
ဒီထိတ်လေးကဒီမှာဗျအနာလေးရှိတယ်နော်ဒီမှာအနာနော်ကဲအဲ့ဒီအနာဖြတ်မယ်ဗျအစီကတော့ဒီမှာတော့တေချာတော့ထိသွားတယ်ဒီမှာနော်ဒီလေးနာမည်ခေါ်ပေးပါဟုတ်လားအောင်စောမျိုးဟာဒီမှာလာပြီဇလန်းလေးအခုမှစမှာကဲဇလန်းအခုမှစမှာဗျကျွန်တော်မိတ်ဆွေလာပြီဇလန်းစပြီဇလန်းအခုမှစပါဒီမှာနက်ပေါက်ကောင်းလာမှကြည်ပေါက်တာပဲကဲတဖြည်းဖြည်းချင်းနဲ့ကျွန်တော်ဒီဇလန်းကိုဆွဲကတော့မယ်နော်လောလောဆယ်ဆယ်ဒီမှာအနှစ်ထက်တစ်ချက်ကြံသေးအဲ့တော့ကျွန်တော်တို့ဒီမှာအရေးနော်အဲ့အရေးရဲ့ပေါ်မှာကျွန်တော်ပါလေးသွားဆွဲဖြတ်နော်နောက်ဆုံးဒီဘက်ခေါင်းရမလားတော့ကျွန်တော်နည်းနည်းလေးတစ်ချက်ကြည့်ရမှာနော်ဒါပဲအဲ့တော့ဒီမှာသူ့ရဲ့အရေးအပေါ်ကနေပြီးဒီဘားကိုတစ်ချက်ကိုလွှာမယ်ကျွန်တော်စထုတ်လိုက်တော့အကာလည်းထူတယ်ဟုတ်တယ်ကဲဒါတော့မှဒီမှာသူကမန်းကဒီမှာဒိဋ္ဌိသွားအောင်နော်ဒါမှမဟုတ်သွားအောင်နော်နည်းနည်းလေးကြံသွားတယ်ဗျဒီမှာနော်နည်းနည်းလေးကြံသွားသေးလားဒီမှာကြောက်ကဒီမန်းအပေါ်ထိတက်တယ်ဒီမှာနော်နည်းနည်းလေးကြံသွားနော်နည်းနည်းလေးကြံသွားတယ်သူကဒီဘက်ခေါင်းလေးရမ်းလှနေတာတကယ်တမ်းကလေဒီဘက်ခေါင်းလေးရမ်းလှနေတာဒီဘက်ခေါင်းကဘာဖြစ်လဲဆိုတော့သူကဒီအငတ်တွေမရှိတော့ဒီဘက်ခေါင်းထားရင်ဒီအငတ်တွေရှိတယ်နော်အဲ့တော့ကျွန်တော်ကတော့ဒီဘက်ခေါင်းမှာဒီမှာနည်းနည်းအဆန်လေးတွေလည်းဒီမှာတွေ့လားကျွန်တော်မရှိဘူးဒီမှာနော်အဆန်လေးတွေ့လားဒီမှာနော်အဆန်လေးနည်းနည်းရှိတယ်နော်အဲ့တော့ခေါင်းကြောလေးတစ်ချက်ဆွဲပြကျွန်တော်တို့ဟာခနဲ့ဟိန်နဲ့ဆွဲပြစ်သွားမလားလို့နော်ခေါင်းကြောလေးတစ်ချက်ဆွဲပြပြီမှာဒီမှာခေါင်းကြောလေးဇက်ကြောလေးတစ်ချက်စောမြင်တဲ့ကျွန်တော်မိတ်ဆွေတွေအမြင်နဲ့နော်ဝါရှာဘယ်လိုလုပ်ရတာလဲလို့လေးပါငါညီရတယ်မှာဝါရှာဖောက်တာမြန်ပရိဖောက်တယ်လို့ဖောက်အောင်ပဲသူကပရိဖောက်တဲ့ဟာဟိုမှနည်းနည်းလေးကွာပေါ့ရှေ့ကတိုင်လေးပေါ့နော်ဖောက်တဲ့ဟာလေးလဲလိုက်အောင်ပါပဲဒီမှာနော်ဒီမှာရှယ်ပဲဒီမှာတော့နည်းငတ်တယ်နော်ငတ်တော့လေဒါမျိုးလေးနည်းနည်းလေးကပ်ပြီးဆွဲသီးပေါ့ဗျာအဲ့တော့ဒီမှာဒါမျိုးလေးနည်းနည်းလောက်ကပ်ပြီးတော့မနော်ဆွဲသီးပေါ့ကဲကျွန်တော်မိတ်ဆွေမှာဒီမှာပြီးမှဒါတော့မှအနာလေးကမဟုတ်တရုပ်အနာလေးကပါနေသေးတယ်နော်အထက်နာလေးပောစနာလေးနော်လိုင်းနဲ့ပျောက်သွားမှာဒီမှာနော်ဘီးလေးမှာပေါ့နော်အဲ့လိုင်းနဲ့ပျောက်သွားမယ်ဒီဘက်လည်းလိုင်းနဲ့ပျောက်သွားမယ်โอเคရသွားပြီနော်โอเคရသွားပြီဒါလေးတွေကလည်းလိုင်းနဲ့သွားမှာနော်ဘိန်းလေးနဲ့ပေါ့ဗျာကွမ်ဆယ်လေးနဲ့လိုင်းနဲ့သွားမှာဆိုတော့ရှင်းသွားမှာနော်ကာဗျူမန်းမြူဖြစ်တဲ့ခါကျတော့ तू ကဒီအကာတွေကအကာပါတဲ့ခါကျတော့ကတ်တာပေါ့ဗျာနော်အဲ့တော့ဒီမှာဒါလေးကလည်းအထက်လေးဖြစ်နေတာပါဒီမှာလည်းအောက်မှာလည်းဟိုပါပေါ့ तू ကပလိန်ဆွဲနေပါပြီနော်အဲ့ပလိန်ဆွဲတဲ့အနေထားဖြစ်နေပြီပေါ့နော်ဒီမှာနော်အဲ့တော့ကြောက်ကအနေကြားနဲ့နေဆွဲထုတ်ရတာဒီကြောက်ကဒီမှာလည်းကန်နေပြီကိုကျွန်တော်မြင်စမှာဒါကန်ကြီးခေါ်တာပေါ့နော် तू ကဒီမှာအောက်မှာကျိုးရှိတယ်အပေါ်သားဆန်းတဲ့ခါကျတော့ဒါမင်းနဲ့ထောင်းလိုက်ရင်လှမ်းပြီးကန်နေတာအဲ့ဒါကိုကန်ရီလို့ခေါ်တာပါအဲ့တော့ကျွန်တော်မိတ်ဆွေတွေကတကယ်လို့ဒီဟာအခွန်တွေပါတယ်ဘာမှမမြင်ရဘူးဒါပေမဲ့ဒီပေါ်ကနေအသားဆန်းတဲ့အနေထားမျိုးမှာဒါမို့လှမ်းဖြတ်လိုက်လို့မြန်လှမ်းကန်နေဆိုရင်အောက်မှာအရေးရှိလို့ကန်တာပါအရေးမရှိရင်မကန်ပါဘူးနော်အရေးမရှိရင်မကန်ပါဘူးအရေးရှိလို့ကန်တာပါနော်အဲ့တော့ဒီမှာအရေးမရှိရင်မကန်ပါဘူးเนาะကြောက်သားအကောင်းကြီးပဲเนาะအဲ့တော့အရေးမရှိရင်မကန်ပါဘူးเนาะအရေးရှိလို့ကန်တာပါအဲ့ဒါကိုကန်ရီခေါ်တာပါเนาะအဲ့တော့ဒီဘက်ခေါင်းထားမယ်ဆိုရင်တော့ထားလို့တော့ရတယ်အစံတစ်ချက်ပါတယ်ပြောရရင်တော့ဒီဘက်ကလုံးဝခေါင်းကเนาะအပြစ်နာစာကင်းပြီးရှင်းရင်ဒီဘက်ခေါင်းထားတင်တာတကယ်တမ်းကအဲ့ဒါဆိုကျွန်တော်အသားသိမ့်မလိုက်အရေးကိုသိမ့်မလိုက်ရတော့ဘူးပေါ့เนาะမလိုက်ရဘဲနဲ့သူ့ရဲ့ကန်ရီနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်ကြောက်ရဲ့ဂုံတွေပို့မြောက်တာပေါ့เนาะအောက်ကအစီကိုတိတ်မထိရတော့ပါအခုကတော့ကျွန်တော်ကအရင်နဲ့ထိရတော့မှာလေနော်ဒီမှာဆွဲယူရမှာပါနော်ဒါပေမဲ့ပြဿနာမရှိပါဘူးဒီတိုင်းလေးအနေထားရဆိုရင်တော့ဒါကခုအနေထားရဆိုရင်တော့ဖြတ်ရတာနော်သူ့ရဲ့ဟာစောစောကအန်ရကြားတဲ့နေဖြတ်ထုတ်ရတာအခုတော်တော်အခြေအနေကောင်းတော့တာနော်ဒါဆိုရင်60နဲ့မှနည်းဆုံး2ကလက်လောက်3ကလက်လောက်တော့ကြံနေသေးတာပေါ့နော်ကဲကျွန်တော်မိတ်ဆွေများဒါပဲဖြစ်တော့အခြေအနေအကောင်းဘက်ကိုဥတည်သွားပါပြီနော်ပြောရရင်တော့ on the elephant ပြန်ဖြစ်သွားပြီစောစောကတော့ဆင်းအောက်ကနေဖြတ်နေရတာအနာကြီးပါလို့ကျွန်တော်စိတ်လေးနေနော်အနာကြီးပါတော့အန်ရလေးနည်းနည်းရှိတာပေါ့နော်အဲ့တော့ထိတ်လေးနည်းနည်းတူပါမယ်ပြီးရင်ဒါလေးတွေကတော့လိုက်တာနဲ့ပြောင်းပါမယ်နော်ကဲဒါကတော့ကျွန်တော်မိတ်ဆွေများသူရောင်းတတ်ဖို့ပဲလိုရတာနော်ကြောက်ကအေးစစ်စစ်ဖြစ်သွားပြီ
ဟုတ်လားငါညီလေးသားနော်ဒီမှာထိလေးဝင်းတောင်းလာမယ်နော်ဒီမှာထိဖြတ်လိုက်ပါပြီကဲကျွန်တော်မိတ်ဆွေတွေဒါဆိုရင်တော့ကျောင်းတော်ရဲ့အဆင့်နော်အဆင့်တစ်ဆင့်ချင်းဖြတ်သွားတာကိုကျွန်တော်မိတ်ဆွေတွေကိုဟန်ကိုကြောက်ကိုဆိုရင်တော့ဖြတ်တက်လောက်ပြီနော်ဒီမှာဖြတ်တက်လောက်ပါပြီရှင်းပါတယ်အနာကင်းပါတယ်နော်ဒီနာကတော့ဆွဲလိုက်သွားရင်တော့ကျွန်တော်အမြင်ကတော့ပြောင်းမယ်ထင်တာပေါ့နော်ဒါမူလေးနည်းနည်းလေးလိုက်အောင်ပါပဲနော်နောက်ဆုံးမလိုက်ချင်မှုဆိုရင်တော့မှဒါဖြတ်လေအသိပြဿနာမရှိပါဘူးသူ့အရွယ်ကအကုန်ရှိတာပေါ့နော်ကဲကျွန်တော်မိတ်ဆွေတွေကဲဒီနေ့တော့အောင်မြင်နဲ့350ရပြဿနာမရှိဘဲနဲ့နော်ဒီကြောက်ကမြတ်သွားပြီနော်ဒါရောင်းတိုင်းရင်ရောင်းဝေတောင်ရမှာနော်10ကြီးပိုင်းတော့တေချာပေါက်ရပြီနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကဲတဆင်ချင်းသွားတဲ့အနေထားမှာကျွန်တော်မိတ်ဆွေတွေကျွန်တော်ရှင်းပြလိုက်တာပါကဲ